င်္ဂလာပါကျွန်တော်နာမည်တောင်တောင်ချစ်ပဲဖြစ်ပါတယ်။ဘာလဲဆိုတော့အခုဒါပြောကျွန်တော်ပြောစရာရှိတော့အကြီးကလောလောဆယ်လို့လို့ဆိုရင်ကျွန်တော်ရဲ့အကောင့်နဲ့လာအဲ့လိုရပါတယ်။ကျွန်တော်က private server လေးလုပ်တက်လို့ဝင်နိုင်တယ်။ဘယ်လိုဝင်ရလဲကျွန်တော်လည်းသိကျွန်တော်ဝင်နိုင်ဝင်တက်တယ်။ဘယ်လိုလဲဆိုတော့ကျွန်တော်မှာ private server ဖြစ်လို့ဝူဘက်လို့တယ်ကျွန်တော်မှာ Roblox မရှိကျွန်တော် YouTuber ဖြစ်ခဲ့ပြီမယ်တော့ Roblox ဒီမှာ Roblox မရှိဘူး Roblox မရှိဘူးဟာအဲ့ကြောင့်မလို့ဘယ်လိုဝင်လာခြင်းဝင်လာကျွန်တော်အကောင့်ပေးမယ် Okay အကောင့်နေပါလေအဲ့ပေါ့ဒီဟာရှိဟိုဟာတွေပါလေကျွန်တော်မှာ secret တကောင် block တကောင်မသိတကောင်ကြည့်ကျွန်တော်မှာကျွန်တော်ရဲ့အကောင့်က SSS သုံးလို့နော် SSOP ဒီပြီးတော့ဒီကွက်သေးချစ်ရလေတရုတ်မှာဆိုင်ပါလေ မေ ပရီးမီယာအမဲလေးတပါသေးလား မေဒါပါကြီးတော့ဒီဒီဟာ ဟိုရေမော်တာသွားယူရမှာရေမော်တာဘယ်လောက်ကြီးလဲ အမားချစ်လို့ပုံစံဟာလေးကိုနှိပ်လိုက်ဒီလိုက စပိန်တော့တင်လို့ရတာ ဒီနံပါတ်ကိုရေးမယ်နံပါတ်ရေးတော့3နှစ်တက်3နှစ်3ညအဲ့ဒါပဲပါဒါပါပဲ ကားနဲ့သွားမှာ အဲ့ဒါခုလေးနေလိုက်တာနော်နှစ်ခုတည်းနှစ်ခုတည်း ဟော ဘိုင်ဘိုင်စုကလေးတာ